my tropical gelato ice cream ကနေပြီးတော့ကျူဆလိုက်ပါတယ်ရှင်မင်္ဂလာပါရှင်အခုဆိုလို့ရှိရင်မင်းမင်းကလှုပ်ဝက်ချက်လေးတစ်ခုကိုပြောပြဖို့page ပေါ်တက်လာတာပေါ့နော်လှုပ်ဝက်ချက်လေးကဘာလဲဆိုလို့ရှိရင်ပြောပြမယ်စက်ယူဘက်ကိုဟိုဘက်ကိုလိုက်ခဲ့ကြနော်ကဲဘာလေးလဲဆိုတာပြောပြမယ်ရှင်ကဲလှုပ်ဝက်ချက်ကတော့ဒါပါပဲရှင်ကဲအားလုံးသိချင်နေကြတာပေါ့နော် page မှာအနည်းအများဆုံးကကျမတို့ကတော့ရေခဲမုတ်ကိုနွေရာသီမှာစမယ်ပေါ့နော်အဲ့လိုလေးဆိုရင်ဒါမှားတဲ့အချက်ဖြစ်နေတယ်အမှန်တကယ်တော့ရေခဲမုတ်ကမိုးရာသီမှာအရာကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုနွေရာသီမှာလက်စစ်မီးတွေမရတာများတယ်ပေါ့နော်များတဲ့အခါကျလို့ရှိရင်ဆိုင်လေးတွေကဆိုင်အသေးသေးလေးတွေကိုအခုမှတနိုင်တစ်ပိုင်းနဲ့စမယ်ဆိုင်သေးသေးလေးတွေဆိုလို့ရှိရင်ဒါအရင်မှားရင်းနဲ့အချက်ဖြစ်နေတာပေါ့ဆိုင်လေးသေးသေးလေးတွေကလေနွေရာသီမှာလက်စစ်မီးမရဘူးဆိုအေးတဲ့ရာသီတက်ပိုကြောက်တယ်ဘယ်သူမှတောင်းတိုင်အောင်ဆိုတိတ်ပြီးတော့လက်မခံချင်ကြဘူးပေါ့နော်လက်မခံကြအောင်မိုးရာသီကျတော့လက်စစ်မီးတွေမှန်တဲ့အခါကျတော့အေးတာနဲ့ဘာအေးတယ်ဆိုပြီးတော့ရေခဲမုတ်ကဘယ်လိုခေါ်မလဲအေးတယ်ဆိုပြီးတော့မစားတာမဟုတ်ဘူးနွေမိုးစားအကုန်စားတာဖြစ်တဲ့အတွက်လက်စစ်မီးလည်းမှန်တယ်ဆိုလို့ရှိရင်တော့အကုန်လုံးကိုဘယ်လိုခေါ်မလဲပို့ပြီးတော့ရောင်းကောင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အခုဆရာမတို့ခင်းထားတာအကုန်လုံးမဆက်လို့ပေါ့နော်တစ်နေ့တည်းကိုပဲတစ်နေ့ရဲ့ရောင်းအားတောင် box 50ရှိတယ်တ box ကို9000ဆိုလို့ရှိရင်အခု300ချီနီးရပေါ့နော်ဒါတောင်ဒီ box ပဲတေးသေးလေးတွေဘူးတေးသေးလေးတွေမပါသေးဘူးကိုကစူးစမ်းမယ်ဆိုလို့ရှိရင်အများကြီးကိုဒီနွေရာသီကနေမိုးရာသီကနေပြီးတော့စလိုက်မယ်ဆိုလို့ရှိရင်မိုးလာမယ်နွေလာမယ်စောင်းလာမယ်တစ်နှစ်ပတ်လုံးကိုရောင်းရတဲ့လုပ်ငန်းလေးဖြစ်တယ်ပြီးတော့ဒီဟာတွေအကုန်လုံးကလေ expire date က8လတောင်ခံနေဖြစ်တဲ့အတွက်အရင်ကိုယ်ထဲမှာ pressure တွေများနေပေါ့နော်ကဲဒါတွေအကုန်လုံးကတော့အဲ့လိုလေးပါရှင့်ဟို macro တွေ city map တွေအခုတခါလေးကြော်ညာတော့ပေါ့နော်ဆရာမတို့ရဲ့ mama tropical gelato ice cream လေးကိုcity map မှာရမယ် city express မှာရမယ် macro မှာရမယ် ocean မှာရမယ် dango season မှာရမယ်ကမုံဝစ်စိန်ကရစားတဲ့မတ်ကြီးတွေမှာလည်းရနိုင်တယ်လို့ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့မတ်သေးသေးလေးတွေမှာလည်းဝယ်ယူစားသုံးအားပေးကြပါလို့ပြောချင်ပါတယ်ရှင်ဒါချထားတာမဆန့်လို့ပေါ့နော်မင်္ဂလာပါရှင်အခုအရှိမရှင်းပြခဲ့တယ်လို့ပဲပေါ့နော်နွေရာသီမှာထက်မိုးရာသီမှာပူရောင်းကောင်းတယ်နောက်တစ်ခုကကြတော့တင်တန်းလာမယ်ဆိုလို့ရှိရင်ဆရာမကဟိုအမင်းများတဲ့ဟာလေးတွေကိုပြောပြပေးမယ်နော်တင်တန်းလာမယ်ဆိုလို့ရှိရင်ဘာတွေတင်ပေးတာလဲဆိုရင်ဆရာမတို့ရဲ့ page မှာတင်တန်းကြီးကတော့ပုံမှန်တန်းက3သိန်းအမြန်တန်းက5သိန်း special private က8သိန်းပေါ့နော်တင်တန်းကြီး3သိန်း5သိန်း8သိန်းမှာဘာတွေပါလဲဆိုရင်ရေခဲမုတ်ပါတယ်ရေခဲချောင်းပါတယ်ကြက်ဥကုန်းပါတယ်ဒင်းချင်းပါတယ်ရေခဲမုတ်ဆိုလဲဆရာမတို့ page မှာကြော်ညာထားတဲ့ item ခွဲတွေအကုန်ပါတယ်ပြီးရင်ရိုးရေခဲချောင်း10မျိုးအတိအစစ်ရေခဲချောင်းကြံသေးတယ်ကိုဖီတာခွေရိုင်းဒိန်ချင်းပြုတ်လို့နီးဒိန်ချင်းရေခဲချောင်းကြက်ဥကုန်းရေခဲမုတ်နဲ့တွဲစားတဲ့ကုန်းလေးအဲ့ဒါတွေအားလုံးကိုတစ်နိုင်တစ်ပိုင်ကနေစိတ်ယုံထောင်လို့ရတဲ့အထိတင်ပေးတာပါရှင်ပြီးတော့ဆရာမနောက်ထပ်တစ်ခုတတိထပ်ပေးပါမယ်ဆရာမတို့စီကိုလာတဲ့အခါကျလို့ရှိရင်တေချာလေးလေ့လာပြီးတော့ page ကိုဖတ်စေချင်ပါတယ်ဆရာမတို့ကကျတော့ tropical gelato ice cream ဖြစ်တဲ့အတွက်100ရာခိုင်နှုန်းနွားနို့စစ်စစ်နဲ့လုပ်တာဖြစ်ပါတယ်နွားနို့နဲ့လုပ်တဲ့ရေခဲမုတ်လေးဖြစ်တဲ့အတွက်နွားနို့တွေရရှိနိုင်တဲ့မရရှိနိုင်တဲ့ data လေးတွေဆိုတော့စဉ်းစားပြီးမှလာစေချင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဆရာမတို့တင်တန်းကိုလာမယ်ဆိုတော့ဆရာမရဲ့ပေါ့အထူးမြတ်တာရဲ့ခံချက်ကတော့ဆရာမတို့ကpage မှာဒီတင်တန်းသားလေးတွေပုံလေးကိုပြန်ပြီးကြော်ညာရတာဖြစ်တဲ့အတွက်ဆရာမတို့ကဒီလိုရေခဲမုတ်တွေတဝါကြီးတင်ပြီးတဲ့ခါကြလို့ရှိရင်တင်တန်းသားလေးတွေကိုဆရာမတို့ဓာတ်ပုံမှတ်တမ်းလေးတွေယူပါတယ်ပြီးလို့ရှိရင်တင်တန်းစင်းလက်မှတ်လေးတွေကိုလည်းထုတ်ပေးပါတယ်ပြီးတော့အစိုးရတိမမျိုးတင်တန်းကြောင်းလေးဖြစ်တဲ့အတွက်တင်တန်းကိုလည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်အဓိကတော့ဆရာမတို့မြတ်တာရက်ခံချင်တာတော့ဓာတ်ပုံလေးရက်ခံပေးပါတကယ်လို့ကျမတို့အရင်မခံနိုင်ဘူးဆိုလို့ရှိရင်တော့စဉ်းစားပြီးမှတော့လာစေချင်တယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်